ကျွန်တော်ရေချိုးနေတော့နောက်လဲကြည့်လိုက်တဲ့အခါကြားတစ်ကောင်ကိုအမှတ်မထင်တွေ့လိုက်ရတယ်ကျွန်တော်စိတ်ကိုအတက်နိုင်ဆုံးထိန်ပြီးရေထဲမှာပုံနေပေမဲ့ကြားကသူ့လက်သေးတွေနဲ့ရေချိုးကန်တွေကိုနှိုက်လာပါတယ်ကျွန်တော်လည်းကြောက်လက်လက်နဲ့ချက်ချင်းထက်ရပြီးစက်ပြမြုပ်တွေနဲ့ကြားရဲ့မျက်လုံးကိုပြစ်ပေါက်လိုက်တယ်အဲ့ဒီနောက်အဝတ်စားတွေကိုကောက်ကင်ပြီးရေချိုးကန်တွေကနေအမြန်ဆုံးပြေးထွက်ခဲ့ပါတယ်အခန်းပြင်ဘက်ကိုရောက်သွားတဲ့အခါမှာတော့တင်မောကုန်းဘက်တစ်ခုလုံးကြားတွေနဲ့ပြည့်နေတာကိုတွေ့လိုက်ရတယ်အဲ့ဒါကြောင့်ကြားတွေမမြင်အောင်မြေပြင်မှာဝှက်ပြီးတွားခဲ့ရပါတယ်အမိုက်ပုံတစ်ခုအောက်မှာပုံနေခဲ့ပေမဲ့ကြားကကျွန်တော်ရဲ့အနံ့ကိုရပြီးရှာတွေ့သွားပြန်တယ်ကျွန်တော်လည်းအသက်လူပြီးစပြေးခဲ့ရပေမဲ့ကြားကတဖြည်းဖြည်းနီးကပ်လာတာကိုကြည့်ပြီးအရန်ကိုကြောက်လန့်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲတစ်သားစီပိုင်းတစ်ခုလိမ့်လာတာနဲ့ကျွန်တော်ချက်ချင်းအထဲကိုငုံဝင်လိုက်တယ်ဒါပေမဲ့စီပိုင်းကခဏလေးပဲလိမ့်ပြီးရက်သွားပါတယ်ကြားကစီပိုင်းပေါ်ကိုခုန်တက်ပြီးဖိထားလိုက်တယ်သူကလုံးဝမဖယ်ပေးတာကြောင့်ကျွန်တော်မိချစ်တစ်လုံးကိုထုတ်လိုက်တယ်သူ့အမီကိုမီးနဲ့အမြိုက်ခံလိုက်ရတဲ့ကြားဟာချက်ချင်းပဲထွက်ပြေးသွားပါတော့တယ်အဲ့ဒီအချိန်မှာတင်မောသားတစ်ယောက်ကတန်လောင်အိမ်ထဲကိုပြေးဝင်သွားပါတယ်ကြားကတန်လောင်အိမ်ထဲကိုမဝင်နိုင်တာကိုကြည့်ပြီးသူကလှောင်ရည်နေခဲ့တယ်အဲ့ဒီမြင်ကွင်းကိုမြင်တော့ကျွန်တော်လည်းတန်လောင်အိမ်စီအမြန်ပြေးသွားခဲ့ပေမဲ့သူကတကားကိုပိတ်ထားပြီးကျွန်တော်ကိုအထဲဝင်ခွင့်မပေးပါဘူးနောက်ဆုံးမှာတော့ကျွန်တော်အပြင်ကိုကန်ထုတ်ခံလိုက်ရပါတယ်ကြားကကျွန်တော်ကိုစိုက်ကြည့်နေတာကြောင့်တန်လောင်အိမ်ပေါ်ကိုတက်နေခဲ့ရပေမဲ့အထဲကလူကအောက်ကနေကျွန်တော်ကိုရအောင်လိုက်စားနေပြန်တယ်အခြားနည်းလည်းမရှိတော့တာကြောင့်ဘေးနားကတန်လောင်အိမ်အသေးလေးတစ်ခုတည်းကိုကျွန်တော်ဝင်လိုက်ရတယ်ပတ်ပတ်လဲကကြားတွေကကျွန်တော်ကိုဝိုင်းထားကြပါတယ်ကျွန်တော်ကအယိုးတစ်ခုကိုကင်ပြီးတစ်စက်ထဲအော်ဟစ်နေခဲ့တယ်ကံကောင်းစွာနဲ့ကြားတွေကကျွန်တော်ရဲ့အရှိန်ဝါကြောင့်လန့်သွားကြပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကြားတစ်ကောင်ကရေပိုက်ကိုပစက်နဲ့ကိုက်ပြီးလမ်းလျှောက်လာပါတယ်သူကတန်လောင်အိမ်ထဲကိုရေအားနဲ့ထိုးသွင်းဖို့လမ်းကြောင်းကိုချိန်နေပါတယ်ကျွန်တော်တော့အကြီးကျယ်ကြောက်လန့်နေပါပြီ